တယောက်တည်းခီးသွားတဲ့အခါမှာပြင်းစရာကြီးများဖြစ်နေမလားဘယ်သွားမှမသိဘဲနဲ့ပြင်းနေမလားဆိုပြီးတော့တွေးမိကြမှာပါဒီဗီဒီယိုကတော့ချင်းမိုင်နဲ့ပိုင်းဆိုတဲ့မြို့လေးကိုကျွန်တော်တယောက်တည်းသွားခဲ့တဲ့ solo trip ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော်ကတော့ထုံးစံအတိုင်းချွေတာရေးခီးစဉ်ဖြစ်လို့ဈေးသက်သာဆုံးယထာနဲ့ချင်းမိုင်မြို့သွားခဲ့ပါတယ်ယထာကတော့14နာရီစီးရပြီးတော့ဘေးပပတ်လည်းရှုခင်းနေတာတိတ်လှပါတယ်မိုးပွဲလေးနဲ့လေအေးလေးတိုက်လိုက်တချင်းလေးနားတော်လိုက်နဲ့တော်တော်အေးချမ်းလေးသွားတာပါအိတ်တာတော့အဆင်ပြေသလိုလေးပဲအိတ်လိုက်ပါတယ်ထိုင်ရအိတ်ရတာတော့ဒီဟာတိတ်ပြီးတော့အဆင်မပြေပါဘူးဘန်ကောက်ကနေနေ့လယ်2နာရီခွဲတည်းကထွက်လာတာချင်းမိုင်ကိုနောက်နေ့မနက်4နာရီမှရောက်ပါတယ်ချင်းမိုင်နဲ့ဒီမြို့လေးကတိုက်မြင့်နေရှားတယ်တောင်တန်းတွေကိုလည်းလှမ်းမြင်နေရတယ်အဲ့တော့ချင်းမနက်ပိုင်းပဲမြန်မာဆိုင်လက်ရှာပြီးတော့ကျွန်တော်မြန်မာစာတွေစားပါတယ်အတုံးနဲ့လက်ဖေးတစ်ခွက်မှားလိုက်ပါတယ်အနီးနားကမြန်မာစကားသံတွေနဲ့ရန်ကုန်မြို့တွေကရက်ကွက်တစ်ခုမှာမြန်မာစာလာစားတဲ့ခန်းစားချက်တိုင်းပါပဲကျွန်တော်ကတော့ချင်းမိုင်မှာမတ်မန်ကီဆိုတဲ့ hostel မှာနေလိုက်ပါတယ်ဆိုလိုသွားတာဆိုတော့ hostel life ကအရင်အောင်မိုက်ပါတယ်စားရရောက်ချင်းပဲဘော်ရာတွေရပြီးတော့ဦးနူဆော့ခဲ့ပါတယ်ဒီလိုနဲ့ပဲညနေရေမိုးချိုးပြီးတော့ကျွန်တော်ညဘက်ကိုလမ်းလျှောက်ထွက်ခဲ့ပါတယ်ညစီရင်ဘက်ဒီလမ်းလျှောက်ဖြစ်တယ်မုတ်တွေပတ်စားတယ်ဒီကညစီကတော့လူစီစီနဲ့အထာလေးတစ်ခုပါပဲနောက်နေ့မနက်မှာတော့ဇင်းမဲဆိုတဲ့မြန်မာဆိုင်ကိုသွားခဲ့ပါတယ်ပဲပြုတ်ထမင်းကျော်ပူပူတစ်ပွဲနဲ့လက်ဖေးချိုးချတစ်ခွက်ကိုမှာခဲ့ပါတယ်ချင်းမိုင်ကနေတောင်ပေါ်ဘုရားကိုသွားလို့ရတယ်ဆိုလို့ကျွန်တော်ကားဂိတ်ကိုလာခဲ့တယ်အခုကတော့ချင်းမိုင် University ရှေ့မှာပါဒီမှာတောင်ပေါ်တက်ဖို့ပေါ့နော် mini bus စောင့်နေပါတယ်အဲ့တော့ဒီမှာသူကလူ10ယောက်ပြီးရင်ထွက်မယ်လို့ပြောတယ်အခုတော့ကျွန်တော်တယောက်ပဲရှိသေးတယ်အဲ့တော့စောင့်လိုက်ပါအောင်မယ်ခဏကြာမှာတော့တရုတ်ပြည်မိသားစုတစုနဲ့အဖော်ရပြီးတော့ကျွန်တော်တောင်ပေါ်ကိုတက်ခဲ့ပါတယ်သူတို့ကတော့ကျွန်တော်ကိုတရုတ်လူတွေကားပေါ်မှာစက်တိုက်ပြောတယ်ကျွန်တော်က Google Translate နဲ့ပြန်ပြောတယ်ဒီလိုနဲ့ပဲခင်းခဲ့တယ်ပေါ့ဖះရောက်တော့လေလှေကားတွေအများကြီးတက်ရပါမယ်တောင်ပေါ် view လေးကအရန်အောင်လှပါတယ်ဒါကတော့ကျွန်တော်ရဲ့မိတ်ဆွေအစ်စ်တွေပါသူတို့မိသားစုနဲ့ပဲချင်းမိုင်ရတက္ကသိုလ်မှာနေ့လည်စာသွားစားဖြစ်ခဲ့ပါတယ်ညနေပိုင်းတော့ shopping mall တွေဘက်ကိုသွားတယ်ချင်းမိုင်မြို့ရဲ့နေဝင်ချိန်တွေကိုလည်းခန်းစားခဲ့ပါတယ်ညပိုင်းတော့ night market မှာ hostel ကဘော်ရိုင်းနဲ့ပဲတချင်းလေးနားထောင်ပြီးတော့ညစာတော့စားခဲ့ပါတယ်နောက်နေ့မနက်ကိုတော့ပိုင်ဆိုတဲ့မြို့လေးကိုသွားခဲ့ပါတယ်ကားပေါ်မှာလည်းဘော်ရာတစ်နဲ့စကားပြောလိုက်တချင်းလေးနားထောင်လိုက်နဲ့တောင်တက်လမ်းလေးကနေခီးဆက်ခဲ့ပါတယ်Down by the water, baby, I'll carry you all the way home. ဒီမြို့လေးရဲ့နာမည်ကပိုင်းလို့ခေါ်တယ်ဒီမြို့လေးကတောင်ဘက်လေဝိုင်းလာတယ်ဘယ်နေရာကြည့်ကြည့်တောင်တန်းတွေကိုမြင်ရတယ်ကျွန်တော်တော့ဆိုင်ကယ်စီးငှားလိုက်တယ်လမ်းဆင်းလျှောက်လို့ရတဲ့နေရာလေးတွေဆိုလျှောက်တယ်ဘယ်နေရာရောက်ရမယ်ဆိုပြီးတော့ကျွန်တော်မသတ်မှတ်လိုက်တော့ဘူးပေါ့နော်ကျွန်တော်မောင်းချင်တဲ့နေရာကိုမောင်းနေဒီမြို့လေးမှာဆိုင်ကယ်မောင်းရတဲ့ခံစားချက်ကိုတော့မိုက်နေရဗျာဒီဟာဆိုရင်ကျွန်တော်ဆိုင်ကယ်ပေါ်ကနေမြင်ရတဲ့ view ပါဖះတကူမှာတော့ကျွန်တော်တငယ်ချင်းအစ်တွေထည့်ရပါတယ်သူတို့နဲ့ပဲညနေပိုင်းတစ်ဖြတ်ကိုတော့ကျွန်တော်ဆိုင်ကယ်ပတ်မောင်းခဲ့တယ်ဒီမြို့လေးကိုကျွန်တော်အရန်စိတ်ချမ်းသာတဲ့မြို့တစ်ခုလို့သတ်မှတ်ပါတယ်ကျွန်တော်တော့ဒီမြို့လေးမှာတညအိတ်ခဲ့ပါတယ် solo trip သွားရဲဆိုတာဒါပြင်းစရာကောင်းတယ်မဟုတ်ဘူးเนาะဘော်ရာအစ်တွေရမယ်လူအစ်တွေတွေ့မယ်သူတို့ရှီကနေအတွေ့အကြုံတွေကြားရမယ်လွတ်လပ်တယ်ဘယ်သူမှလည်းတိတ်ပြီးတော့နှိမ့်နေစရာမလိုဘူးပေါ့ဒါကြောင့်သွားလို့ရတဲ့အချိန်မှာ solo trip သွားကြည့်ပါလို့တိုက်တွန်းလိုက်ပါတယ်အဲ့တော့အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်